ကဘာမြေပေါ်မှာအကြီးမားဆုံးပါဇက်ကိုပိုင်ဆိုင်ထားတဲ့တတဝါကတော့ဘိုးဟတ်ဝီလငါးပဲဖြစ်ပါတယ်။သူတို့ရဲ့4 မီတာခန့်ရှည်ရတဲ့ပါဇက်ထဲကကန့်လန့်ကားတစ်ဖွဲအမွှေးပြန်ပြားတွေဟာတရက်ကိုပလန်တန်အကောင်ကြီးတန်ချိန်6 တန်အထိစစ်ယူစားတော့နိုင်အောင်ကူညီပေးပါတယ်။တစ်နှစ်ပတ်လုံးအစားအစာရှာဖွေစားတော့ပြီးတဲ့နောက်မှာတော့ဝီလငါးတွေရဲ့အည်ပြားဟာပြန်လည်ပြုပြင်ထိန်းသိမ်းဖို့လိုအပ်လာပါတယ်။ဒီနေရာလေးကတော့ဝီလငါးတွေအတွက်ကျမ်းမာရေးစပါးလို့ဆိုရမှာပါ။ရေတိမ်ပိုင်းမှာရှိတဲ့ကြောက်တုံးတွေနဲ့သေးတွေဟာသူတို့အတွက်ကြီးတွန်းကြောက်တွေလိုပါပဲဝီလငါးတွေဟာကြောက်တုံးတွေနဲ့ပုတ်တိုက်ပြီးတီးဆုံးနေတဲ့အည်ပြားဟောင်းတွေနဲ့ကပ်ပါကောင်တွေကိုဖယ်ရှားပစ်ကြပါတယ်ဒီလိုနေရာမျိုးဟာဝီလငါးတွေအကြားအလွန်ပဲရေပန်းစားလာပါတယ်ဘိုးဟတ်ဝီလငါးတွေဟာနိုးတိုက်တတဝါတွေထဲမှာတက်တန်းအရှိဆုံးတတဝါတွေဖြစ်ပြီးအချို့ဆိုရင်အသက်200ကျော်အထိရှိကြပါတယ်သူတို့ဟာဒီနေရာလေးစီကိုဆယ်စုနှစ်ပေါင်းများစွာကတည်းကလာရောက်ခဲ့ကြတာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုသူတို့ရဲ့အေးချမ်းသာရမှုဟာပျက်စီးသွားခဲ့ပါပြီအလျား6 မီတာအလေးချိန်6 တန်ခန့်ရှိပြီးထူးခြားတဲ့ညံရီညံသွေးကြောင့်ကြော်ကြားတဲ့တတ္တဝါဟုတ်ပါတယ်သူတို့ကတော့ဝီလငါးတတ္တမ Killer Whales Orcas တွေပါပဲဒီ Killer Whale အုပ်စုဟာဘိုးဟတ်ဝီလငါးတွေကိုအမဲလိုက်ဖို့အထူးကျွမ်းကျင်တဲ့အုပ်စုဖြစ်ပါတယ်ဘိုးဟတ်ဝီလငါးအုပ်စုဟာရန်သူဘေးကနေကာကွယ်ဖို့တစ်ကောင်နဲ့တစ်ကောင်အနီးကပ်ပူးကပ်ဖို့ကြိုးစားကြပေမဲ့အမဲလိုက်အုပ်စုကသူတို့ကိုလူစုခွဲဖို့ကြိုးစားကြပါတယ်သူတို့ဟာဝီလငါးတွေထိကမှအားနည်းတဲ့အရေးအယောင်ရှိတဲ့တကောင်ချင်းစီကိုလိုက်လံရှာဖွေကြတာပါရေတိမ်ပိုင်းထဲမှာတော့ဘိုးဟက်ဝီလငါးတွေဟာသူတို့ရဲ့9 မီတာကျယ်ဝန်းတဲ့အမီးတွေနဲ့ရန်သူကိုပြင်းပြင်းထန်ထန်ပြန်လဲရိုက်ခတ်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့ရုံရင်ဆန်ခတ်ဖြစ်နေတဲ့ကြားထဲမှာပဲအချို့သောဝီလငါးတွေဟာတောင်းတင်ကုန်ကြပြီးအချို့ကတော့ပုံမနဲ့ရှိုင်းတဲ့ရည်ပြင်းစီရောက်ရှိအောင်ကြိုးပမ်းကြပါတယ် Killer Whale အုပ်စုဟာတကောင်အလဲကျစိဘိုးဟက်ဝီလငါးငယ်ရဲ့ဘေးဘက်ကိုဝင်တိုက်ချပြီးနန်ရိုးတွေကိုကျိုးပဲ့စီကအသက်ရှူရခက်ခဲအောင်လှုပ်ဆောင်ကြပါတယ်။ထို့နောက်မှာတော့ဝီလငါးငယ်ကိုရေအောက်ထဲရောက်သွားအောင်ဖိနှိပ်ထားကြပြီးနောက်ဆုံးမှာတော့ဝီလငါးငယ်လေးဟာရေမုန်းပြီးတည်ဆုံသွားခဲ့ရပါတယ်။ဒီလိုနဲ့တိုက်ပွဲဟာပြီးဆုံးသွားခဲ့ပါပြီ။တိုက်ပွဲဟာတနာရီနီးပါးကြာမြင့်ခဲ့တာပါ။ဒါပေမဲ့အောစရာကောင်းတာကကီလာဝီတွေဟာသူတို့ဖမ်းမိတဲ့တားကောင်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုတည်းကိုသာစားသုံးကြတာဖြစ်ပြီးအဲ့ဒါကတော့ဘိုးဟက်ဝီလာငါးငယ်ရဲ့နူးညံ့ပြီးအစီအနှစ်ပြေဝတဲ့ရှာပဲဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာကဘာကြီးပူနွေးလာမှုကြောင့်ပင်လယ်ရေခဲပြင်တွေဟာနှစ်စဉ်ပိုမိုမြန်ဆန်စွာအကြီးပြောလာတာမို့ဘိုးဟက်ဝီလာငါးတွေဟာကီလာဝီရီရဲ့သားကောင်ဖြစ်ရတဲ့အခြေအနေနဲ့ပိုမိုရင်ဆိုင်လာရလျက်ရှိနေပါတော့တယ်။ကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်သွားကြပါဦးခင်ဗျာ။